အားလုံးပဲမင်္ဂလာပါအင်းတော်ဝေါ်လင်း channel ရနေပြီးတော့ကြိုဆိုပါရစေဒီနေ့ရန်ကုန်မှာကျွန်တော်နဲ့အကြောင်းတူတူတက်ခဲ့တဲ့ညီလေးတယောက်ကြားဖြတ်နေလိမ့်တာခံရပါတယ်ဒီညီလေးဆိုရင် journalism ဘွယ်ရော engineer ဘွယ်ရောရထားတဲ့ခေတ်ပညာတတ်လူငယ်လေးတယောက်ပါဒီလိုခေတ်ပညာတတ်လူငယ်တယောက်တောင်မှကြားဖြတ်နေပြစ်မှတ်ထားလိမ့်တာခံခဲ့ရပါတယ်သူအလိန်ခံရတဲ့ပုံစံကတော့အခု line ပေါ်မှာပွားထနေတဲ့ခဲချစ်ကန်ဆန်းမဲတွေကနေအလိန်ခံရတာပါကျွန်တော်လေ့လာကြည့်တော့ဒီခဲချစ်ကန်ဆန်းမဲတွေကတနေ့ကိုအခု100လောက်လိုက်လွှင့်ပြီးတော့လိန်လည်နေတာမျိုးတွေ့ရပါတယ်တသိန်းတန်နေအကုန်လုံးသူပဲယူသွားလားမသိဘူးဒီမှာနောက်ထပ်တသိန်းအဲ့ဆိုရင်2သိန်းနော်2သိန်းရွာလေးဒီမှာတသိန်းအဲ့ဆိုရင်3သိန်းဒါကနီးပညာနဲ့ပတ်သက်ပြီးမကျွမ်းကျင်တဲ့လူတွေရောလောဘတက်မိတဲ့လူငယ်တွေရောအကုန်လုံးအတွက်အန္တရာယ်ရှိပါတယ်ကျွန်တော်တခုဖြည့်ဆွတ်ပြောချင်တာကအခု line ပေါ်မှာရှိတဲ့လောင်းကစားတွေကန်ဆန်းမဲတွေရဲ့95ရာခိုင်နှုန်းလောက်ကတင့်ကိုလိမ်မဲ့ကြားဖြတ်နေပဲဖြစ်ပါတယ်ပြီးတော့ကျန်တဲ့9ရာခိုင်နှုန်းကလည်းတင့်ကိုမလိမ်ဘူးဆိုတာမသေးကြပါဘူးပြီးတော့ကျွန်တော်တို့အနေနဲ့ line ပေါ်မှာမြင်သမျှကြားသမျှပတ်စံလွယ်ရမယ်ဆိုတဲ့ဘယ်အရာကိုမှမယုံကြည်ဖို့လိုပါတယ်တင်လောဘတက်တာနဲ့တင်ရင်ထဲကနေပြီးတော့စက်တိုက်အလိန်ခံရမှာပဲဖြစ်ပါတယ်ဒီတော့ဒီလိုခဲချစ်ကန်ဆန်းမဲတွေကနေပြီးတော့ဒီညီလေးဘလို့အလိန်ခံရလဲကျွန်တော်ပြောပြထားတဲ့ကာယကံရှင်သူကိုယ်တိုင်ရှင်းပြထားတာကပို့ပြီးတော့နားထောင်ရတာအဆင်ပြေတဲ့အတွက်သူပြောတာကိုပဲကျွန်တော်ဖွင့်ပြသွားမှာဖြစ်ပါတယ်သူပြောတာကောင်းပါတယ်ကျွန်တော်နဲ့တူလိုက်ပြီးတော့ကြည့်လိုက်ရအောင်နော်ဇလန်းကျမ်းမျိုးပြောပြမယ်သူတို့က live လွှင့်နေတယ် live လွှင့်ပြီးတော့သူတို့ရဲ့အကောင့်အတုတွေနဲ့ဝင်ပြီးတော့မဲနိုင်တယ်သူတို့ရဲ့မဲနိုင်တဲ့ကန်ဆယ်မဲကကြတော့ထားပါတော့ဗျာ3,200ရှိမယ်2သိန်းရှိမယ်ကျွန်တော်တို့က3,200ရွေးလိုက်တယ်3,200ရွေးတဲ့အချိန်မှာကျွန်တော်တို့ကပေါက်ငွေက3,200ကျော်သွားတယ်3,200ကျော်သွားတဲ့အတွက်သူကကြံတဲ့ကတ်ဖိုးကို4,800ပေါ့နော်6သိန်းနဲ့ကတ်အုပ်စုဆိုတာ4,800လွှဲပေးပါဆိုတော့ကျွန်တော်4,800လွှဲပေးလိုက်တယ်ထပ်ဖောက်တယ်3,900ကျော်သွားတယ်အဲ့ဒီအချိန်မှာသူကငွေထုတ်မဲ့အချိန်မှာကြတော့ကျွန်တော်တို့ပြောတယ်နံပါတ်1ပေါ့နော်ကျွန်တော်တို့ပေါ့မြန်မာငွေနဲ့ထုတ်မှာလားတရုတ်ငွေနဲ့ကျွန်တော်မြန်မာငွေလို့ပြောလိုက်တဲ့အချိန်မှာသူကငွေထုတ်ခကို39သိန်းတောင်းတယ်ပေါ့နော် condition တခု39သိန်းကျွန်တော်တို့မပေးနိုင်ဘူးဆိုတော့သူတရုတ်ငွေနဲ့ထုတ်ရင်ပတ်စံပေးရလားတရုတ်ငွေနဲ့ဆိုရင်တရုတ်အကောင့်နဲ့ပေါ့နော်ထုတ်လို့ရတယ်ပေါ့နော်တရုတ်အကောင့်တွေအဲ့တော့တရုတ်အကောင့်ကိုကျွန်တော်တို့က share ပေးလိုက်တယ် share ပေးတဲ့အချိန်မှာအဲ့တရုတ်အကောင့်ရဲ့ data တွေအကုန်လုံးတောင်းတယ်တကယ်တော့တရုတ်အကောင့်ကနေတရုတ်အကောင့်ကိုလွှဲပေးတဲ့အချိန်မှာဆိုရင်ဘာမှမလုပ်ဘူးကွာကျွန်တော်တို့KB လွှဲသလိုပဲအရန်လွယ်တယ်တရုတ်ပြည်မှာဆိုလေအဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ကတရုတ်အကောင့်လည်းရှိတော့သူတို့လိန်တာကိုတန်းပေါ်သွားတယ်ကိုယ်သိလားတကယ်လို့ကိုကတရုတ်ငွေတကယ်လို့39သိန်းတွင်းလိုက်မယ်ဆိုအဲ့39သိန်းလုံးမှာလိန်မှာကျွန်တော်တို့ကတရုတ်အကောင့်လည်းရှိတဲ့အချိန်မှာကျတော့သူတို့အလိန်ပေါ်သွားတယ်ပေါ်သွားပြီးစကား easy ပြောတဲ့အချိန်မှာကျွန်တော်တို့ဘလော့သွားတယ်တရုတ်ကောင်းကြတော့ရွမ်နေဆိုတော့စီကန်အရန်တင်းကျက်လို့ကျွန်တော် second shot တွေမှာတော့ကျွန်တော်မပေါ်ရထားဘူးကိုလိုရမယ်သုံးလို့ရမယ် second shot တွေကျွန်တော်ပေးလိုက်မယ်နော်သူကစစချင်းမှာမဲဖောက်တယ်ဆိုပြီးတော့ကက်က3,200နဲ့အုပ်စုဖောက်မယ်ဆို3,200ရင်လွှဲပေးရတယ်အဲ့ဒီမှာကျွန်တော်တို့ပေါက်ငွေက3,200ကျော်သွားပြီဆိုရင်သူ့ရဲ့3,200နဲ့ကက်ဖိုးပေါ့နော်4,800ထပ်လွှဲပေးရတယ်4,800လွှဲပေးပြီးရင်ကက်အကုန်ဖောက်ပေးပြီးတော့ကျွန်တော်တို့တိုတယ်ငွေကိုထုတ်မယ်ဆိုရင်မြန်မာငွေနဲ့ထုတ်မယ်ဆိုရင်သူကငွေထုတ်ကဆိုပြီးတော့အဲ့ပေါ့3,900ဆို39သိန်းပေါ့အဲ့လိုပုံစံမျိုးတောင်းတယ်ကွာဒါ3,200ဆို22သိန်းပေါ့အဲ့လိုပုံစံမျိုးတောင်းတယ်တဲ့အချိန်မှာဆိုရင်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တရုတ်ငွေနဲ့ယူမယ်ဆိုတော့တရုတ်အကောင့်ကိုတောင်းတယ်တရုတ်အကောင့်ကိုကျွန်တော်တို့ကပေးလိုက်တဲ့အချိန်မှာလေတရုတ်ငွေနဲ့မလွယ်ဘူးကွာတခြားပေါ့နော်အကောင့်ကိုယူလို့ရမယ်ကျွန်တော် KB လိုမျိုးပေါ့ passport တွေပါယူလို့ရမယ်အဲ့ data တွေအဲ့လို data တွေပါလာတောင်းတယ်ကွာအဲ့တော့ကျွန်တော်တို့ကပေးလို့မရဘူးသိရမလားအဲ့တော့တကယ်တော့တရုတ်ပြည်ကနေပြီးတော့တရုတ်အကောင့်တူအကောင့်လွှဲတဲ့အချိန်မှာအရန်လွယ်တယ်ကျွန်တော် KB လွှဲသလိုပဲကိုကနှစ်ခုပဲလိုတာလူနာမည်ရဲ့ဘန်နာမည်နှစ်မျိုးပဲလိုတာအဲ့လိုပေါ့နော်အဲ့တော့အဲ့ဒီ condition နှစ်ခုလုံးသူတို့ဘာမှမလုပ်ပေးဘူးကိုကငွေကိုအသွင်းပဲရှိတယ်ကိုကသိလားအဲ့နံပါတ်1အစဉ်သူတို့က3,200လွှဲလိုက်မယ်ကျွန်တော်တို့အဲ့မှာငွေကြီးပေါက်တယ်ဆိုရင်ငွေကြီးပေါက်တာကိုကျွန်တော်တို့လောဘသိန်းနဲ့ကျွန်တော်တို့ကတ်ဖိုးတောင်းမယ်ဒါငွေအဲ့လိုကတ်ဖိုးမပေးနိုင်ရင်သူကပေါက်ငွေထုတ်မပေးဘူးအဆုံးအဲ့တော့ကျွန်တော်တို့ကတ်ဖိုးပေးလိုက်ကတ်ဖိုးပေးပြီးသွားရင်လေသူကငွေလဲကောက်ကိုကြိုလွှဲပေးမှကြိုမလွှဲပေးရင်အဆုံးဆိုပြီးအဲ့လိုတောင်းတာကိုက3ပြတ်ပေါ့3ပြတ်မှာကျွန်တော်တို့ခံလိုက်ကြတာပထမကတ်ဖိုးလွှဲတဲ့အချိန်3,200ရေနောက်ထပ်ကတ်ဖိုးလွှဲတဲ့အချိန်4,800ရေအားလုံးပေါင်း6သိန်းပဲပေါ့နော်ကျွန်တော်တို့က6သိန်းပဲကုန်သွားတယ်39သိန်းကိုတော့ကျွန်တော်မလွှဲပေးဘူးတကယ်လို့39သိန်းကျွန်တော်လွှဲပေးလိုက်ရင်လေကျွန်တော်တို့ဘလော့မှာပဲအဲ့တော့ကျွန်တော်ကမလွှဲပေးဘဲနဲ့လွှဲပေးမလို့ဘာလို့လုပ်ပြီးတော့စကား easy ထိုင်ပြောနေတာသူတို့ data တွေရအောင်လို့ပေါ့နော်ဒါတော့သူတို့ဘက်ကပေါ့နော်ရှေ့မှာငွေပေါက်တဲ့လူတွေလည်းသူတို့ကိုထုတ်ကပေးတယ်သူတို့ပြန်လွှဲပေးတယ်ပေါ့နော်ဒီလိုလိန်နဲ့ sequential လောက်ထားတာကိုအဲ့ဒီကပြေစာကိုတေချာကြည့်မယ်ဆိုရင်သူတို့လွှဲထားတာ internet transfer ဆိုပြီးပါတယ်တွေ့လားကိုကအကောင့်လူကောင်းပြန်လွှဲထားတာဒီလားတကယ်လွှဲပေးတဲ့ဟာမဟုတ်ဘူးကြားပြန်စစ်စစ်တွေပါ
အခုကြားဖြန့်ဇလန်းကလည်းဒါဘာဖြစ်နေလဲဆိုတာသိကျင်တဲ့စိတ်ကောနည်းနည်းလောဘတက်မိတာရောနဲ့အလိန်ခံရတာပဲဖြစ်ပါတယ်ကြားဖြန့်တွေကတော့ကျွန်တော်တို့ကိုနီလန်းမျိုးစုံနဲ့လိမ်ဖို့ဆက်ပြီးတော့စူးစမ်းနေမှာပဲဖြစ်ပါတယ်ကျွန်တော် Viber ဆိုလို့ရှိရင်လည်းဝင်တော့မကြည့်ရအောင်ပါပဲကြည့်လိုက်ရင် message တွေအများကြီးတက်နေတာအကုန်လုံးကလိမ်ဖို့လုပ်နေတဲ့ဟာတွေကြီးပါပဲကြားဖြန့်နဲ့ပတ်သက်ပြီးတော့ကျွန်တော် story တစ်ပုဒ်လုပ်ဖူးပါတယ် video quality လေးနည်းနည်းလေးဝါးနေလို့ကျွန်တော် Facebook မှာမတင်မဲထားတာပါနောက်ကျွန်တော်ဒီ story တစ်ခုလုံးကိုအသစ်ပြန်လုပ်ပြီးတော့ကျွန်တော်ပြန်တင်ပေးပါမယ်ကြားဖြန့်ဇလန်းတွေကအဲ့လောက်တော့မရိုးရှင်းတာတော့အမှန်ပါသူတို့ကိုဘာကြောင့်နှိမ်နှင်းရတာဒီလောက်ထိခက်ခဲလဲကြားဖြန့်တွေကဘာကြောင့်ဒီလောက်ထိသက်ဆိုးရှည်နေတာလဲကျွန်တော်ရဲ့လာမယ့် content မှာဆက်ပြီးတော့စောင့်ကြည့်ပေးပါအောင်เนาะကျွန်တော်ရဲ့ channel လေးကိုလည်း follow လုပ်ထားပေးဖို့မမေ့ပါနဲ့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်